မင်္ဂလာပါပရိသတ်များရှင်ကျမတို့ရဲ့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာရွေးချယ်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ငမိုးရီချောင်းဖျားရှေးအန်ကြီးကလူသက်ကောင်းလို့အမည်ရပါတယ်ရှင်ပရိသတ်များရှင်ကျမတို့ရဲ့ channel ကနေပရာလောကဇာတ်လမ်းတွေနဲ့ကံပြရစံကျဲဇာတ်လမ်းတွေကိုအမြဲမပြတ်တင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုပါရစေရှင်ငမိုးရီချောင်းဖျားမှာရှိကျွန်တော်ရဲ့အတွင်ရှေးအန်ကြီးတိုင်ရှိနေခြင်းကိုတော့ဝါခုတ်ချင်းခုတ်တမာတွေတည်နိုင်လိုက်မယ်မထင်ပါဘယ်အတွက်မူတောင်းနေခြင်းကြောင့်လူမရောက်နိုင်ခြင်းဖြစ်ပါတယ်လူသူမရောက်ကြတဲ့နေရာဖြစ်တာကြောင့်တော်တရိษံတားရဲခေါင်တို့စုံတကားဆောင်နေထိုင်ကျက်စားနေတော်မုတ်ဆိုရီပင်ရောက်လာခြင်းမရှိပါတို့ဖြစ်၍လေတော်တရိษံတို့ကလူသားကိုမမြင်ဘူးကြတာဖြစ်၍ကြောက်လန့်ခြင်းမရှိပါဘုံနေမြေကြားနေမြေဆိုလိုဖြစ်နေတယ်ရှေးအိုင်ကြီးအတွဲမှာရှေးရီယာပြလဲနေတယ်ရှေးအိုင်ကြီးပတ်လည်မှာတော့မြေရိုင်းပင်တို့တပြည့်စည်းပင်တို့ရာရှိပါတယ်ရှေးအိုင်ပတ်လည်မှာပေါက်ရောက်နေကြတဲ့မြင်းနုကလေးတွေကိုတမင်တရေချင်းငယ်တို့ကလာရောက်စားတောက်ကြတယ်လွန်စွာမြကြီးမာတဲ့စပတ်ကြီးစပတ်အုံးမွေတို့ကလည်းရေတောက်ဆင်းလာတဲ့ဒီဖြင့်တပြည့်စည်းနဲ့မြစ်ပင်တို့မှာအသေးအပွင့်ချိန်တို့ရှိရင်တော့လိပ်ပြာရှင်ကြီးပြပရုံပစင်ကောင်ငယ်တို့အုပ်စုဖွဲ့ပြီးတော့နေတတ်ကြတယ်နက်နက်ခင်းနေအောင်ဖြာကြလာခြင်းထိုရဲ့အိုင်နီယာတာယာလွန်လာရင်မိုးရွာပြီးစားဆိုရင်တက်တက်ရောင်ပင်ပေါ်နေတတ်တယ်ရေအိုင်နဲ့ခက်လန်းလန်းမှရှိခင်နန်လေးကကျင်းငဲ့တွေရဲ့ကြလိဆိုတဲ့အော်မြေတန်တွေကစုံညံနေညာနားထောင်လို့ကောင်းလွန်နေတယ်ရှမ်ပန်ယန်ခါဆိုလို့တောအတွင်ဖြတ်တန်းသွားလာတဲ့ကြားတကောင်ကဝေါင်းရဲ့လို့အော်ဟန်ရောက်တန်ကကြားကောင်ငယ်တို့ရဲ့ဟင်းရောက်တန်နဲ့ဖြစ်နေတယ်ဘာရတော့မဟုတ်ဒါပေမဲ့တမင်ငယ်တို့ကလက်ရှိအခြေအနေပြတ်သွားလောက်တဲ့ကြီးလွှားခြင်းမျိုးရှိနေကြရင်ရေအိုင်ဆက်မှာရေတောက်နေတဲ့ကြီးလေးတစ်ကောင်ကခေါင်းချောင်နေရွက်လှုပ်သွားရင်ထိုအကောင်မျိုးရှိလျင်တောင်ကြားကောင်ကအစာလုံးကရုပ်ကြည်ပြေးဝင်တက်ဖြတ်စားတောက်တတ်သေးတယ်ကြားကောင်တက်ဖြတ်စားတောက်ပြီးချမ်းရဲခဲ့တဲ့အစာကိုတောခွေးတို့လာစားကြရင်တောကြီးတို့လာစားကြရင်လင်းသားတို့လာစားကြရင်ဒီလိုအခါမျိုးဆိုရင်တားကောင်ငယ်တို့ထိုရဲ့အိုင်ုံခက်တာခဏဆွန့်ခွာသွားကြတယ်အပုတ်ကောင်ကြီးလုံးဝမရှိရင်တော့အပုတ်ဆက်စားရတဲ့တားရဲကောင်ကြီးငယ်တို့လည်းမလာကြတော့ပါဒီတွင်ရေအိုင်ကြီးကငကိုအတိုင်းတတရရပြန်ပြက်သွားတယ်ຫນွေမိုးဆောင်အလီလီတန်နေရလဲစွာပြောင်းလဲခဲ့ပေမယ့်ကြီးမားတဲ့ပြောင်းလဲမှုတော့ရှိနေပါဒါပေမဲ့တရေကောင်လေးကတော်ရန်လေးမှပြေအိုင်တော့ဖြတ်ပြီးရေအိုင်ကြီးရှိအောင်ပြေးထွက်လာရင်YouTube ပျော်ရွှင်စွာခုံပေါက်ပြေးထွက်လာခြင်းဖြစ်ပါတယ်။တော်ရန်အတွင်းမှာလှမ်းကြည့်မြင်ရတဲ့ဝါနီပြတက်တန့်ခွေကိုအနီးကပ်ကြည့်လို့ရဖြစ်တယ်။ရေအိုင်ကြီးအနားကိုရောက်လာတော့သူထင်သားလို့မဟုတ်တက်တန့်ရံကိုမြင်ရငါဦးကောင်းနဲ့ပြေးကြရမြနှုတ်တင်းနဲ့ထိုးကိုရီမထိလေရီတာတိုက်မိထိနေခြင်းဖြစ်ပါတယ်။တို့ညာတရေကောင်လေးပျော်နေရေအိုင်နှစ်ဘေးမှာတကောင်လေးခုံပေါက်ပြေးလွှာဆော့ကစားနေတော်ရန်လေးအဆက်မှမိခင်ပြစ်သူတရေပြေးပြီးအတန်ပြုတ်နေတယ်ဒီတွင်တရေလေးကပြေးလွှာခုံပေါက်နေရရက်တက်ပြီးတောင်နှန်းလေးဘက်ကိုလှည့်ကြည့်လိုက်တယ်ပြန်၍အတန်ပြုတ်လိုက်တယ်ပြီးနောက်ရေးစားလာ၍ဖြစ်ပါတယ်ရေအိုင်ဇက်ကိုသွားပြီးပြန်လဲရေပြင်ကိုငုံကြည့်သူ့ရဲ့ရိတ်ကိုသူစူးစိုက်ကြည့်နေတယ်ပြီးနောက်သူ့ရဲ့ရှာလီနဲ့ရေပြင်ကိုထိလိုက်တယ်သူ့ရဲ့ပုံရိပ်တုံခါသွားလေထို့တီကိုသူ့သဘောကျနေတယ်အကြိမ်ကြိမ်ခါလုံနေပြီးမှရွှေပြပြောင်ငုံယူတောက်လေတော့တယ်တစ်ဖြက်ဖြက်နဲ့တဝါကြီးတောက်လိုက်ပြီးတဲ့အခါမှာတော့ဦးကောင်းကိုမော်ရီနှုတ်တီးတဝိုက်ကပ်ပါလာတဲ့ရေတို့ခေါင်းခါပြီးတော့ထုတ်လိုက်သည်ရေစစ်ရေမတော့ပြန်လန်းထွက်ကုန်ကြသည်ထို့ချိန်မှာပဲသူ့ရဲ့ခြေစုံကြိုက်ခဲဆွဲရငင်ခံရလေတော့တယ်ထို့တီကသူစားခံလိုက်ရတဲ့နောက်ဆုံးအသည့်ဖြစ်ပါတယ်သူ့ရဲ့တကူလုံးရှေးအိုင်အတွင်းပြလဲကျသွားတာကြောင့်ငိမ့်သက်သွားတဲ့ရေပြင်အိုင်ကိုကြောင်မဲ့ဖွဲလှုပ်ခတ်သွားပါတယ်။ဒါကြောင့်ရေဆက်မှာငါးရှာနေတဲ့ပြိုင်ကောင်ကပဲပြန်တက်သွားတယ်။တော်ရန်လေးအဆက်မှာရှိမိခင်တရေမရဲ့အမြင်မှာရုပ်တရက်ပြောက်ကွယ်သွားတဲ့တရေလေးကိုဘာဖြစ်လို့ဖြစ်မှန်းမသိဖြစ်သွားတယ်။အတန်ပြုတ်လို့အော်ဟင်းနေရင်ထိုနေရာလေးကတော်ရန်တွင်ပြေးဝင်သွားလေတယ်။တော်ရန်တွင်ထိုတရေမကြီးကသူ့နဲ့အော်ဟင်းရင်ပြောက်ကွယ်သွားရှာပါတယ်။တရေကောင်လေးကိုထိုရဲ့အိုင်ကြီးတွင်မှဘလို့တရဝါကဆွဲချသွားပါလိမ့်ရင်းနဲ့ကြီးရွာသာမုတ်ဆိုးခုရှိကစိန်အောင်ချေမှာအမဲလိုက်ထွက်ခဲ့တဲ့အခါတ
ဒဏ်ရာအနာတရားနဲ့ပြေးလွှားနေတဲ့တော်ဝက်တကောင်နောက်ကိုတဲကြီးမဲကြီးလိုက်ခဲ့ရမှလမ်းပြောင်းနေသူ့ရဲ့တသက်ကြောင့်မှဤသို့လမ်းမကျလုံးဝမရှိခဲ့ယခုမှတော့ဘလို့ဖြစ်ရပါလဲဒီပုတ်ဆိုရင်သူနဲ့စိန်နဲ့တော်တွင်မဖြစ်မနေညအိပ်ရတော့မင်းပြန်လည်မတွေ့လေမှတော့ညအိပ်စခန်းချဖို့အချိန်ရှိအောင်လှုပ်ထားလိမ့်မှလှုပ်တက်လိုက်ပြီးတော့ညရင်ညတာအတွက်အလုံးကထင်း6တွေကိုစူးစောင်းမိပါရင်မကြေးပင်ကြီးတပင်အောက်မှာတော့အပြောင်ရှင်းထားလိုက်တယ်ဟုတ်ပြီဒီလောက်ဆိုရင်လုံလောက်ပြီတနေ့ကုန်ဘာသားကောင်ကြီးမှပြက်ခွက်မရတာကြောင့်ညစာအလုံးကတခါရှားရအောင်မှဖြစ်လို့သူ့ရဲ့ညအိပ်စခန်းလေးနေရာမှာအမဲလိုက်ရှာဖို့ထွက်လာခဲ့တေဝေဝေးလန်လန်မသားရဲပါလက်တလောအိတ်ဆရာနေရာကိုပင်ထပ်ပြောက်သွားမှစိုးရိမ်နေတယ်သူကြောင့်စခန်းနေရာလေးအပြန်လန်းကိုဖြင့်မမတ်ရရအမတ်သားတွေလှုပ်ရင်ထိုနေရာတဝိုင်းမှာလှည့်ပတ်နေဟာဟင်းကောင်ချီရပါလားအတော်ကလေးကြီးပါတယ်ထိုချီအောင်ငုတ်ထုတ်ထိုင်ပြီးတော့တေချာစူးစမ်းကြည့်နေတယ်ချီရခွဲရဲ့အချင်းကိုသူ့ရဲ့လက်နဲ့တိုင်းထွာကြည့်တယ်အလိုလေးဗျာသူ့ရဲ့မျက်လုံးမျက်စံတွေပြူသွားပါရင်သူ့ရဲ့လက်တမိုင်းလောက်ရှိနေတယ်သူရဲ့မုတ်ဆိုတက်တန်အတွေ့အကြုံရပြောရရင်အချင်းလက်တမိုင်းလောက်ရှိချေရကြားရဲ့အရွယ်စားကိုပြောရရင်တော့ကိုရောင်ကြားရဲ့ဖြစ်နေမလားပဲမျက်လုံးအတွဲမှန်းကြည့်လိုက်တာနဲ့ချက်တီးမွေးချင်းတွေထလာရင်မဲဒီနေရာဘယ်တော့မှဖြစ်သွားပါလိမ့်သူရဲ့အတွေ့အကြုံရလွန်ခဲ့တဲ့2ရက်လောက်ကဖြစ်ပါရင်ထိုချေရကွက်ပေါ်အုတ်ကြနေတောင်တီးကျွေတွေကနွမ်းနေပြီဖြစ်ပေမဲ့အစိမ်းရောင်ရှိနေရတာကြောင့်တော့ပါသေးစူးချုံမောအတွင်ထွက်ပေါ်လာတဲ့အတန်ကြောင့်လှည့်ကြည့်လိုက်ပါတယ်။မွေကြီးတစ်ကောင်ဖြစ်လိုက်မေးဝါကျင့်ကျင့်မျက်လုံးစုံနဲ့ရှာနှခွာတက်လက်လောက်နေတာမြင်ရတာကြောင့်ကြပြကတိသူ့ရဲ့လက်တွဲကတနတ်နေတေချာချိန်ရွယ်ပြစ်လိုက်တယ်။သူထုံနေရာလေးမှထရပြီးတော့ခြုံရွယ်ပင်ရှိရာစီသွားလိုက်တယ်။ခြုံမောအတွင်သူပြစ်လိုက်တဲ့တရဝါကောင်ကိုထုတ်ယူရန်အလုံငါခြုံရွယ်တို့ကိုသူ့ရဲ့တနတ်ပြောင်းရှင်နဲ့ထိုးခေါ်ဖျဲကြည့်လာတယ်။မွေလို့ထင်တာမဟုတ်ပါလားနှစ်ပိတ်တာကြော်ရှိမိဖွက်ကြီးတစ်ကောင်ဖြစ်နေတယ်တနက်တန်ရကြောင့်ဥကောင်တစ်ချမ်းရှိနေတော့သူကဖွက်ကြီးကိုအမိရကင်ပြီးတော့ရှာရီတညရဲ့စကန်ကိုပြန်ထွက်လာပြီးဖွက်ကောင်ကိုအေးခွန်ခွာဆောက်ပြီးတော့တစိုးထိုးမိကင်လိုက်တယ်ညမောင်တို့ရောက်လာချိန်မှာတော့ပန်ဝန်းကျင်တစ်ခွန်ကတောကောင်တို့ရဲ့အတန်မျိုးစုံကြားရတယ်စင်အော်တန်ကြားဟိန်းတန်ခြေဟောက်တန်ငှက်ဆိုးထိုးတယ်၆ဖားတို့အော်တန်ငှက်ငနွားညီတယ်မွေတော်နဲ့တောခွေးဥရန်သူကကျွမ်းကျင်နေမုတ်ဆိုဖြစ်တာကြောင့်အတန်ကြားရနေဘာကောင်းဆိုတာသိပါတယ်ထို့အတန်တွေကြားထူးဆန်းတဲ့အတန်ကြောင့်သူအံ့ဩနေဘလို့အတန်မလိထူးဆန်းတဲ့တရဝါကောင်အတန်လားသူအတန်မျိုးစုံကြားမှထူးထူးဆန်းဆန်းအတန်ကိုအာရုံခံစားပြီးတော့နားဆိုင်ထားလိုက်တယ်လှမ်းရိတ်ခတ်တန်မျိုးဖြစ်နေပြီးတော့အော်ညီတန်လို့မဖြစ်နိုင်နိုင်ဘယ်နဲ့တောတောင်နဲ့လှိုင်းပုတ်တန်တွေကြားရပါလိမ့်သူတောက်ချောက်ခတ်နေရတာလားတောတရိတ်ဆန်နဲ့အော်တန်မျိုးစုံအဝေးကပြန့်လွင့်လာကြပြီမေထိုထူးဆန်းတဲ့အတန်နီးနီးလေးရဖြစ်နေထိုအတန်လာရကိုသူသေးချာမှတ်ထားတယ်သူကြော်မိရမျက်နှာရှိတက်တဲ့အရာမှဖြစ်ပါတယ်မနေမိုးစစ်စင်လေးလေးမှသွားကြည့်မယ်လို့တွက်ထားလိုက်တယ်ရက်ခုတော့မောင်နဲ့မေမေသူမသွားဖို့မှာသူအတော်နဲ့အိမ်မပြောထိုထူးဆန်းတဲ့အတန်ကသူ့ကိုချောင်းလန့်နေသူ့ကြောင့်သူကဘယ်နေရာဘလို့ရန်သူပေါ်လာမယ်လဲဆိုရင်စိုးရင်စိတ်ကြောင့်ပတ်ဝန်းကျင်တဝိုက်လက်ပတ်ကြည့်နေတနက်ခိုင်ထားတဲ့သူ့ရဲ့လက်တွေတစ်ဆက်ဆက်တုံရင်းနေအာလုံမင်းစာထိတ်လန့်သွားတယ်ဒီလိုစိုးရင်နေတဲ့ကြောင့်သူ့ရဲ့ကိုယ်ပေါ်ချွဲပြစ်ကြီးကြလာတယ်ဒါကြောင့်သူမိထားတဲ့တက်ပင်ပေါ်မော့ကြည့်လိုက်တယ်ဟာတက်မိတ်ကြီးပင်အခက်အလက်အရွက်တွေကြောင့်ဝိုင်းဆက်ဆက်ပြူးထွက်နေတဲ့ဆူဆူရဲရဲမျက်လုံးတစ်စုံကိုတိတ်မြင်လိုက်ရတယ်သူသိလိုက်ပြီးထိုတရဝါကောင်ကသူ့ရဲ့ကိုယ်ပေါ်မစင်စွန့်လိုက်ခြင်းမှာသူကကြောက်ပါရဲဆိုမှချဲချောက်လာတဲ့ထိုးမြဝန်းတွေကိုသူ့ရဲ့လက်ထဲမှာရှိတဲ့တနတ်နဲ့ထိုးချိန်လိုက်တယ်မြေပြင်ပေါ်အယုတ်ကျိုးပြပြုတ်ကျလာတယ်လူတွေကလက်ကောင်လို့ပြောကြတဲ့ကြီးခွက်ကြီးတစ်ကောင်ဖြစ်နေတယ်သူပြစ်လိုက်တဲ့တနတ်တန်ကြောင့်တော်လုံးတိတ်ဆိတ်သွားပြန်နေသူကလည်းညတကောင်ရလောက်မှအိပ်ပျော်သွားတယ်သူ့နေကျင်းငှက်တွေရဲ့ဆူဆူညံ့ညံ့အတန်ကြောင့်သူအိပ်ပျော်နေရမှနိုးလာတယ်မိုးစစ်စင်လင်းနေပြီသူကညအကြံနဲ့ဖွက်သားမိခင်ကိုနည်းနည်းစာအလုံးကစားလိုက်ပါတယ်တော်စီခွက်ကိုတော့ဖြင့်သူမစားလို့ဒါကြောင့်တိုင်းမဲထားလိုက်တယ်ဟာဘာကြောင့်ရင်မသိရင်အိုင်တွင်သူ့ရဲ့လက်ကိုနှက်လိုက်တာနဲ့ချစ်တီမွေးညင်းထလာတယ်ဘလို့ကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာသူမပြောရပါ
လက်ခုပ်နဲ့ရေခတ်ယူပြီးတော့တောက်လိုက်တယ်ပြီးမျက်နှာတဲ့ခြေဆေးလက်ဆေးပြီးတော့ခေါင်းတက်လိုက်တယ်ပြီးကံရည်ပြန်ကိုစူးစူးဆက်လိုက်ကြည့်နေတယ်ပြာလဲလဲရေးပြီးညီကသူ့ချင်းနေရင်မှဝါကျက်ကျက်ဝိရည်တွေဖြစ်သွားတာလို့သိလိုက်တာနဲ့ဖြန်ကနေကြက်သိမ်းမွေးညင်းနေထားလာတယ်သူ့ကိုသူဝင်ဘလို့ဖြစ်သွားမှမသိဒါကြောင့်ကြပြကတိဆိုလို့ထိုနေရာလေးကသူ့ရဲ့တနက်ကိုကောက်ကင်ပြီးတော့ထရလိုက်တယ်သူအနေငယ်နောက်ကျသွားတယ်ရေပြင်းဆက်ကမဲမဲစတဲ့တရဝါရီတကောင်ပေါ်ထွက်ပြီးတော့လျက်တပြည့်ဆိုလို့သူ့ကိုရေအိုင်တွင်ဆွဲချသွားလေသူ့ပြည့်ရက်ကိုမြင်လိုက်တဲ့ရုံငယ်လေးတစ်ကောင်ကကန်းဆက်မှရှိမျက်နှုစားနေရအောင်ပြီးเสียလို့အတန်ကုန်အော်ဟစ်ရင်ကျွန်တော်လေးတွေပြေးဝင်သွားတယ်တခဏကြာမှတော့ကံရည်ပြင်လဲပြလဲလဲလေးပြန်ဖြစ်သွားတယ်စောစောတော့ကသွေးပြစ်ဖွယ်ဖြစ်ပျက်ကသူနဲ့ဘလို့မှမပတ်သက်တယ်လို့ဖြစ်နေတယ်မုတ်ဆိုးရရိုင်ဖဲတနက်ကကန်းဆက်မှာပိုင်ရှင်မဲ့ပစ္စည်းတစ်ခုအနေနဲ့ကြမ်းရက်ခဲ့တော့တယ်ရှင်းနေကြီးရွာမှာကြမ်းရက်ခဲ့တဲ့မုတ်ဆိုးစောခုရှိစနီကသူ့ဖြစ်ပျက်ကိုသိစာမှမဟုတ်ပါဒါပေမဲ့မင်းညကလေးကပြန်မြောက်တာကြောင့်ပူဝင်တော့ကဖြစ်နေတယ်တညလုံးအိမ်မြစိန်အောင်ကပြန်ရောက်လာခဲ့တဲ့ခုတ်ဝါခုတ်တမားတွေကိုပြေးလွှားမိရှာရီသူတို့တွေလည်းမသိပါလို့ခေါင်းခါကြရင်နောက်ဆုံးမှတော့ရွာတကြီးစောဆန်ကြိုင်ကိုပြောပြလေတယ်အမဲလေထွက်တိုင်းညအိမ်ညက်နေမရှိဘူးပါဘူးမနဲ့တော့ညပြန်မင်းတားကောင်ရရမရရဒီသားလေးနဲ့တညတောင်မခွဲဘူးပါဘူးတကြီးရဲ့စိုးရင်ကြောင်ကြားစိတ်တွေနဲ့ပြောလာရင်နော်အဲဝါဟောင်ကြည့်ပြီးစောဆန်ကြိုင်တယောက်စိတ်မကောင်းဖြစ်ရတယ်အေးဟဲ့ခုရှိတော်ထဲမှာလမ်းစာရှာမြလမ်းပြောက်တောမောက်ခံနေရပြီလားမသိဒီလိုလုပ်လေဒီကနေ့တည်းစောင့်ကြည့်လေမှပြန်မလာရင်ဖြင့်ရွာသားချို့ခေါ်ပြီးတော့လိုက်ရှာကြတာပေါ့လीပြောလိုက်ပါရင်ဒါနဲ့နေပြန်ကတက်တော်ဟိုနောက်လေးလာမယ်လို့ချိန်ထားသေးတယ်မဟုတ်လားတကြီးကတော့စောဆန့်ဆိုင်ကိုလှမ်းပြီးတော့သတိပေးတယ်အေးပါငါသိပါရဲ့ငါရွာလူကြီးပါငါမရှိလို့ဘယ်ဖြစ်မလဲဝန်တော်လေးနဲ့အတူသူ့ရဲ့မုတ်ဆိုးနှစ်ယောက်ပါလာမယ်ပြောတယ်အတော်ပဲပေါ့သူတို့ပါအကူကြီးတောင်းပြီးတော့ခုရှိကိုလိုက်ရှာကြတာပေါ့ဒါရှင့်ကိစ္စပါတော့ရှင့်ကတကြီးပဲဆိုပြီးတော့တကြီးကတော့မျက်စောင်းခဲပြီးအိမ်ပေါ်ကနေဆင်းလို့အပြင်ကိုထွက်သွားလေတကြီးငါလေးပြန်တော့မယ်ဆိုပြီးတော့နော်အေဝါကလေးနှစ်ရွယ်ကလေးကိုလက်ဆွဲပြီးတကြီးရဲ့အိမ်ချမ်းပဲတော်တာထွက်သွားလေဒီလိုနဲ့ကျွန်တော်နဲ့အိမ်မြင့်လှိုင်ကတတော်ဝင်တော်လေးမျိုးဝင်တကြီးစောဆန်ကြိုင်နဲ့ရွာသားလမ်းပြရင်စောအားပို့လိုနဲ့ငမိုးရီချောင်းဆန်တက်လာခဲ့တယ်လမ်းမှာတကြီးစောဆန်ကြိုင်ကသူ့ရဲ့ရွာသားမှုတ်ဆိုးစောခုရှိပြောင်းနေတဲ့အကြောင်းပြောပြအကူကြီးတောင်းလေတယ်ဟုတ်ပြီလေအမဲပြည့်ထွက်နေရှာကြတာပေါ့တကြီးရဲ့တောတောင်းဆိုတာလှဝက်စမ်းကြဲမှုတွေအများကြီးရှိတယ်တောမှုတ်ဆိုးဆိုတော့လေလမ်းကျွံသွားတာတော့ဘာလို့ရှိတတ်တာပဲသူ့မေပါသွားတဲ့တနက်လင်းနေဆိုတော့သူ့ရဲ့အဖော်ကောင်းပဲပေါ့တော်တဲ့လမ်းပြောက်မျက်စိလဲရလောက်ပဲဖြစ်မှာပါဗျာအေးဗျာဖြစ်နိုင်ချေပေါ့နှုတ်ပေမဲ့သူ့ရဲ့ဇနီးနဲ့တာလီကတငုံငုံတရီနဲ့ဗျာလမ်းပြောက်နေတာဆိုရင်ဖြစ်လဲလိုက်ရှာခေါ်ကြတော့မှာပေါ့သူ့နဲ့ကျွန်တော်ပြောလိုက်တယ်သူ့နဲ့ကျွန်တော်တို့ကငမိုးရီချောင်းပြရောက်လို့မှာငမိုးရီချောင်းလက်တက်တစ်ခုဖြစ်တဲ့ပကံချောင်းဝမှာစကန်ချနာလိုက်တယ်တက်ခုတ်ဝါခုတ်သမားတွေကဒီပကံချောင်းထိတာလာကြတယ်ဗျဒီထက်ကိုဘယ်သူမှမတက်ကြဘူးလမ်းပြရေးစောပိုလိုကပြောလာတယ်ဘာလို့တော့လင်းမြင့်လာရမေးလိုက်ပါရင်ဒီအထက်ပိုင်းတော့တိတ်ကုန်နဲ့သွားပြီလीတားရဲကောင်တွေလည်းပေါ်လာပြီရှိုးရီမြောင်တွေလည်းများလာတော့လမ်းမှာကြောက်ကြတယ်လीစောပိုလိုရဲ့ပြောကြောင်းကျွန်တော်ကလက်ဖြောက်တစ်ချက်ကြီးလိုက်ပြီးဟုတ်ပြီတကြီးဒီမေတညာနားနေပြီးတော့နောက်တနေ့အထက်ကိုစံတက်ကြမယ်စောအားပိုလိုပြောဖို့ရဆိုရင်ဖြင့်ပြောင်းနေတဲ့မုတ်ဆိုးခုရှိရတားကောင်နောက်လိုက်ရင်နေကျွန်းသွားတာဖြစ်မယ်ဖြစ်ပါမလားဆရာပိုက်ရင်တားရဲကောင်နေလဲပေါ်ရဲဆိုတော့တကြီးကရှေ့ဆက်မသွားလို့ဟန်ပြောပါတယ်ဒါကြောင့်နှုတ်ဖြင့်ပြောင်းနေတဲ့လူတရားကိုကျွန်တော်တို့ကဘယ်မှာလိုက်ရှာကြမလဲတကြီးရဲ့သူပြောလိုက်တဲ့အခါမှာတော့တကြီးကဒီမှာပဲစကန်ချပြီးတော့ဟိုဝဒီတွေထွက်ရှာရောမဖြစ်နိုင်ဘူးလားကျွန်တော်ကခေါင်းခါပြလိုက်ပြီးတော့ဒီနားလေးတော့မုတ်ဆိုးခုရှိနေတော့ဖြင့်သူလမ်းပြောက်စရာပဲရှိမှာတော့ခုဟာအထက်အတွင်းနဲ့ရောက်သွားလို့ဒီတော့တဝဲလေလေမျက်စိလဲနေတာဖြစ်မှာပေါ့သူကတယောက်တည်းလीကျွန်တော်တို့ကလက်ညက်အပြည့်စုံတဲ့လူအများစုလीဘယ်လိုလုပ်လမ်းပြောက်နိုင်မှာတော့သူပြောလိုက်မှတကြီးကအဲ့လိုဆိုလေနစ်ဖြန်ကထိစံတဲကြတာပေါ့ဗျာဒီနောက်ကျွန်တော်တို့က
တညတာစကန်ချောင်းနေရဖြစ်ပေမဲ့ဝါပေါ်တွေလွယ်တယ်ဖြစ်တာကြောင့်၄ယောက်ကြောဆန့်နိုင်လောက်တဲ့ဝက်ဆန်ကင်လေးတဲတစ်ခုထိုးလိုက်ပါရင်တဲထိုးပြီးမှတော့အမောပြေနားနေလဲလျောင်းလိုက်ကြရင်တကြီးယူလာတဲ့ကောင်းညင်းပေါင်းနဲ့ဆက်သားကြောက်ကိုကြောစားလိုက်တယ်အချိန်မနှဲလေတော့ပြီညနေစောင်းလူနေပြီကိုပိုင်ဘာလင်းညာလေးရလငါဆိုပြီးတော့လင်းမြင့်လိုက်ရပြောလာတာကြောင့်ကျွန်တော်ကတနက်ကိုကြိုက်ပြီးတဲဝါဆင်းလိုက်တယ်ငါလည်းလိုက်မကွတကြီးကသူ့ရဲ့နှလုံးပြူတနက်ကိုဆွဲယူပြီးတော့လိုက်ခဲ့ပါရဲ့ဝန်းတော်လေးမျိုးဝင်းကလည်းညောင်းကြိုက်နေပြီဖြစ်တာကြောင့်စကန်တဲမှာပါတီစောပိုလိုနဲ့နေခဲ့ပါရဲ့ကိုလင်းကျွန်တော်တို့တောင်းမတိုးတော့ဘူးဗျာငမိုးရီချောင်းတိုင်းစမ်းတက်ကြတာပေါ့ဆိုပြီးတော့ရေခမ်းလူဖြစ်နေတဲ့ငမိုးရီချောင်းကန်ဆာကရှောက်လာကြတယ်သူ့ချောင်းတိုင်းလာခဲ့ခြင်းအပြန်လဲမမားစီဘူးဖြစ်ပါတယ်အတန်ငယ်ရှောက်လာတဲ့အခါမှာတော့မြောင်ပေါက်တစ်ခုရှောက်လာရင်မြောင်ပေါက်ကအတန်ငယ်ကျတာကြောင့်ကိုလင်းကြီးမြောင်ပေါက်တယ်ဝင်းကြည့်မယ်ဗျာသူ့ပြောကကျွန်တော်ဟာရှေ့ကဥဆောင်ဝင်လိုက်တယ်ရှိုးမြောင်အသွင်းချင်းမျက်စိတတတာရှိပါတယ်ရေစီးနေတယ်ဟာမြောင်လေလောက်မှာတော့ပစိုးစားတစ်ခုတွေ့တာကြောင့်အန်အားတကြီးခါယူကြည့်လိုက်ပြီးဒီတော့လူရှိနိုင်တယ်ဗျကျွန်တော်ကြိုင်ထားတဲ့ပစိုးစားကိုတကြီးကတိတ်တိတ်ချာချာကြိုင်တယ်ကြည့်ပြီးဒီပစိုးစင်မြင်မှုတယ်ပြောလာတာကြောင့်တို့ဖြစ်လဲစဉ်းစားပါအောင်ကျွန်တော်ကပြောလိုက်တယ်ဟာဟုတ်ပြီဒါခူရှိပစိုးဖြစ်မယ်ခူရှိဝက်နေကြပစိုးပဲကျွန်တော်ကတကြီးကိုပြောရင်ကြည့်လိုက်ပြီးတော့ပစိုးဆိုတာအစင်သူတွေအများကြီးရှိတာပဲခူရှိပစိုးလို့ဘယ်နဲ့လို့ပြောလို့ရမှာတော့မြဒီရင်တကြီးကခေါင်းခါရလိုက်ပြီးတော့ဒီငမိုးရီချောင်းလာအလုပ်လုပ်ကြတာငါတို့ရွာလူတွေပဲရှိတယ်ဒီချောင်းပြနဲ့အနီးဆုံးရွာငါတို့ရေနဲ့ကြီးရွာပဲလေတခြားရွာလူတွေဘယ်လိုနည်းနဲ့မှဒီကိုရောက်လာနိုင်စရာအကြောင်းမရှိဘူးအေးငါတို့ရွာထဲမှာဒီပစိုးအနှစ်ကွက်တုံးကြီးဝက်တာခုရှိပဲရှိတယ်ငါလောင်းရဲတယ်ကွာဒါခုရှိရဲ့ပစိုးပဲတကြီးပြောရလို့ဆိုရင်ဖြင့်ဒီပစိုးကခုရှိဝက်နေကြဆိုရင်ခုပုံတိုင်းဆုံးခုရှိတယောက်ဒုက္ခဆိုနေရင်ဆိုင်ခဲ့ရတဲ့သဘောပေါ့သူ့ကျွန်တော်ပြောလိုက်တာနဲ့တကြီးစောဆန့်ကြိုင်တယောက်လွန်မင်းစွာမျက်စိမျက်နှာပြက်သွားလေတကြီးစောဆန့်ကြိုင်တယောက်ပစိုးစောင်းကြည့်လိုက်မြောင်ပြားကိုကြည့်လိုက်ဖြစ်နေခုရှိဒီမြောင်ထဲမှာရှိတာသိကြပြီသူ့မဟုတ်ရှောင်းနေတာသိကြတယ်ဆိုပြီးတော့ရှေ့ရလျှောက်သွားတာကြောင့်ကျွန်တော်နောက်ကနေတကြီးဒီမြောင်ရှေ့မဲ့ပုံမေးဗျစကန်းပြန်ကြတာပေါ့နှစ်ပြန်မှကျွန်တော်တို့ဒီမြောင်ကိုတက်လာကြတာပိုကောင်းမယ်တကြီးကိုခေါ်ပြီးတော့စကန်းကိုပြန်လာခဲ့ကြတယ်စကန်းပြန်ရောက်ခဲ့ကြပြီးနောက်ပိုင်းတကြီးကသူ့ရဲ့ရွာသားမုတ်ဆိုခုရှိအတွက်ဘာဖြစ်မှမသိသေးပေမဲ့လွန်မင်းစာစိတ်မကောင်းဖြစ်နေပုံရှာပါတယ်တညလုံးတမိုင်တွေ့ဖြစ်နေတယ်ကောက်ယူခဲ့တဲ့ပစိုးအပိုင်းစာကိုမိခင်အချောက်ခံပြီးတော့သိမ်းဆဲထားလိုက်တယ်ခုရှိတယောက်လူလောကကြီးထဲမှာမရှိနိုင်တော့တာကိုတွေ့ရနိုင်မိမိဘလို့ကြောင့်ရဲ့လို့တွေ့မရနိုင်နေပါတင်းလွန်စားတော့ရချပြီမနေ့ဖြန်ဆိုရင်တီကောင်းတီနိုင်မှလိမ့်မယ်နောက်တနေ့နည်းနည်းစောစောမှကျွန်တော်တို့ကထုံမြောင်လေးအတွင်းဝင်ခဲ့ကြရင်နည်းနည်းစောစောမှုလားမသိမြောင်အတွင်းတောက်ဝက်ပြိုလေးတစ်ကောင်တွေ့တာကြောင့်ပြက်ခတ်ရရှိလိုက်တယ်ကျွန်တော်တို့ကမနေရဘာသားကောင်မှမရစားလောင်နေကြပြီဖြစ်ပြီးညောင်လေးအတွဲမှာတောင်ကျော်လေးပေါ်ကိုတက်လိုက်ကြပြီးနေရာထိုင်ခင်းကောင်းတဲ့နေရာလေးတစ်ခုမှာနားနေဝက်ပြိုကောင်လေးကိုအသားဖြစ်မိခင်လိုက်တယ်ဝက်မိခင်သားနဲ့လင်းမြက်လိုက်ယူလာတဲ့ဝီစကီကလိုက်ဖက်လွန်နေတယ်စားလို့ကောင်းတောက်လို့ကောင်းမိုးရီထောင်းသွားတယ်ဆိုတာကြောင့်နေလဲစောင်းမိဖြစ်ပြီးထိုနေရာလေးမှာပဲညအိတ်စကန်ချလိုက်ပါမျိုးဝင်စောအပိုလိုနဲ့ကျွန်တော်တို့ကအစားအစာတွေစားပြီးနည်းနည်းတောက်ကြခြင်းဖြစ်ပြီးကျွန်တော်နဲ့လင်းမြင့်လိုက်ရနည်းနည်းစားကမြမြတောက်ကြတာဖြစ်လို့ခက်စောစောဝင်အိပ်ပျော်သွားတယ်ညီမြကြကြအိပ်ပျော်သွားတယ်မသိဖြက်ကနေတရေရလာတော့ပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်ညီမြကြကြအိပ်ပျော်သွားတယ်မသိဖြက်ကနေတရေရလာတော့ပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်ကျွန်တော်တယောက်ကလွဲပြီးအားလုံးနည်းနည်းချက်ချက်အိပ်ပျော်နေကြဆဲပါရှေးစားလာတာလည်းဖြစ်လို့တဲတော့ချေရင်မှထောင်ထားဝပူးရှိအောင်သွားလိုက်တယ်ဝပူးကိုဆောင်းလိုက်ကဝါခွက်အတွင်းရေလောင်းထည့်လိုက်တယ်ပြီးတော့တကြိုင်မောတောက်လိုက်တယ်ထိုးထိုးပြေးလွှားတဲ့ကြောင့်စခန်းနဲ့ကောင်းရင်ဘက်ကိုလှည့်ကြည့်လိုက်တယ်လူခတ်ဆောင်တက်တာတက်ပင်ငယ်အကိုင်ခက်တွေလှုပ်ခတ်သွားတယ်တရဝါတကောင်တိုးပြီးပြေးသွားပုံရှာပါ යි ကျွန်တော်ကတဲပေါ်မှာရှေ့ချက်မျိုးကိုကောက်ကင်ပြီးထုံနေအောင်လှမ်းထုတ်လိုက်တယ်ဟင်
လူတယောက်ပြေးလွှားသွားအောင်ရှိတ်ကနေမြင်လိုက်တယ်ဘသူပါလဲညအိတ်ချိန်မတော်ကျွန်တော်တို့လာချောင်းနေတာလားကျွန်တော်တို့ကိုဒုက္ခပေးလို့ရလားကျွန်တော်ကလည်းအိမ်မုံဆောင်ပါနဲ့မြင်မိမြင်ရမြင်နေခြင်းများလားထိုးနေရတဝိုက်အတန်ကြာကြာလက်နှိပ်ဓာတ်မီနဲ့ထိုးကြည့်မိလိုက်တယ်ဒီနောက်ပိုင်းမြည်သည့်ထူးခြားမှုများမရှိတာကြောင့်အိယာမှာပြန်လဲချလိုက်တယ်ဒုတိယတစ်ကြိမ်ပြန်ပြီးအိပ်ပျော်သွားတယ်အိယာကနိုးလာတဲ့အချိန်မှာတော့မိုးစစ်စစ်လင်းနေပြီဖြစ်ပါတယ်ဒီတခါတဲပေါ်မှာကျွန်တော်တယောက်တည်းပါလာတာလားသူတို့၄ယောက်မိဘနာမထိုင်ပြီးတော့ဝက်ကင်စားတောက်နေကြရင်စကားစမြည်ပြောနေကြရင်ကျွန်တော်ကအိယာကထပြီးသူတို့ရဲ့နာကိုတွားလိုက်တယ်ညကျွန်တော်ထူးထူးဆန်းဆန်းတစ်ခုကြုံနေဗျရေစားလို့ထတောက်တဲ့အခါမင်းတဲကောင်းရင်ပဲခြုံတော်တဲ့ကနေလူတယောက်တော်တော်ပြေးလွှားလာတာတွေ့လို့တကြီးကိုပြောပြနေတာတကြီးကလေသူညအိမ်မက်ရတယ်တဲ့ခေါင်းရင်ပဲခြုံတော်တဲ့နေပြောက်နေတဲ့မုတ်ဆိုးခုရှိကသူ့ကိုလာခေါ်ရဲဆိုပြီးတိုက်ဆိုင်ဆိုင်ရလာတော့မသိပါဘူးဗျာလင်းမြင့်လိုက်ရပြောလာတာကြောင့်ကျွန်တော်ကတအံ့တော်ဖြစ်ပြီးညကျွန်တော်တိတ်ကြုံတာကိုပြောပြလိုက်တယ်ဟာဒီလိုဆိုရင်ဖြင့်ထူးခြားမှုတစ်ခုခုတော့ရှိနေပြီဗျမျိုးဝင်းကပြောလိုက်ပါတယ်ဟုတ်ပြီကျွန်တော်တို့ညမြင်လိုက်တဲ့လူဒါမှမဟုတ်တရဝါကောင်ပြေးလွှားသွားတဲ့နောက်လိုက်ကြည့်ကြစို့ဗျသူ့ဖြင့်ကျွန်တော်တို့တဲကောင်ရင်ပဲတော်ရန်လေးအတွင်းတိုးဝင်လိုက်ကြရင်နိုင်ဝဲခရီးလောက်ခန့်မှာတော့ကျွန်းပင်တို့စွတ်စွတ်လေးကွက်ပြီးတော့ပေါက်ရောက်နေတဲ့ကျွန်တော်လေးအတွင်းရောက်ရှိလာရင်ထူးဆန်းတာကျွန်တော်တို့ရှေ့ဟာလူတယောက်သွားနေတယ်လို့အလုံးခံစားလိုက်ရခြင်းဖြစ်ပါတယ်ကျွန်တော်လေးကိုကြော်လာတာနဲ့ညရိုင်မဲ့တွေတပြက်စီးပင်တွေပက်ပက်လေးခြံရံလေးရဲ့ရေအိုင်ကြီးတစ်ခုကိုတွေ့လိုက်ကြရင်ဟာဟိုမှာဘာလဲမသိဘူးသူ့နေပြောပြီးလင်းမြင့်လိုက်အောင်ရေအိုင်ဇက်ကိုခတ်တွတ်ခြေလန်းနေနေကျွန်တော်တို့ကိုကြော်ဖြတ်ပြီးတော့သွားလေတယ်ကျွန်တော်တို့ကသူ့ရဲ့နောက်ကအေးအေးလူလူလိုက်သွားကြတယ်လင်းမြင့်လိုက်အောင်ကဲဆက်မှာရှိအရာဝတ္ထုတစ်ခုကိုကောက်ယူလိုက်ပြီးကျွန်တော်တို့ပဲပြန်လျှောက်လာကဲဆက်မှာရိုက်ဖဲတစ်လက်ပြဟင်ထိုရိုင်းဖဲတနက်ကိုတကြီးကလမ်းယူပြီးတော့တိတိချာချာကြည့်ပြီးတော့ခုရှိရဲ့တနက်ပဲဆိုတော့မိုက်ကြသွားရင်မြေရွေစီးကြလာရင်တင်သားနဲ့လူကွဲကွာနေတဲ့ဆိုကြတဲ့ကတနက်ပိုင်ရှင်ကတက်ရှိထင်ရှားမရှိတော့ရေးဖြစ်ပါလေရေချိုးစင်းရင်းနဲ့သွားတာလားသူ့နေပြောလိုက်ပြီးကျွန်တော်ကရေအိုင်ဆက်ကိုသွားရင်ရေပြင်ကိုကြည့်လိုက်ပြီးကျွန်တော်နောက်ကအားလုံးလိုက်လာကြရင်ရေအိုင်တွင်းကိုဝိုင်းကြည့်ကြရင်ဟာမျက်စိရှင်နဲ့လင်းမြင့်လိုက်ရကန်ဆက်ထဲမှာနွန်တင်းနေတဲ့လူလေးတစ်ဖက်ကိုလည်းညှိုးထုတ်ပြရင်ခုရှိကရေချိုးရေနဲ့သွားတာမဖြစ်နိုင်ဘူးရေရဲ့သရဘာတစ်ကောင်ကဒုက္ခပေးသွားတာဖြစ်မယ်ကျွန်တော်ကသူ့နဲ့မှတ်ချက်ချလိုက်တယ်ရေအိုင်တွင်းကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်မိတယ်ဘယ်အတွက်ကြရင်မသိပြလဲလဲရေပြင်ကဝါကျဉ်ကျဉ်ဖြစ်သွားတယ်လို့ထင်ရတယ်ဟာဘာကြောင့်မှန်းရင်မသိချက်တီမွေညင်ထလာတာဖြစ်လို့အလိုလိုနေရင်နောက်ကိုဆုပ်မိလိုက်တယ်ကျွန်တော်နောက်ကိုဆုပ်တယ်လို့လင်းမြင့်လိုက်မြေဝင်းနဲ့စောဆန့်ကြရလဲကျွန်တော်နေနောက်ကိုဆုပ်လိုက်ကြရင်ရေအိုင်ကမဲမဲတရဝါကောင်ကြီးကရှုပ်ကြီးဆိုလို့ရေပေါ်ထိုးတက်လာပြီးကဲဆက်မှာကြံရစ်နေတဲ့လမ်းပြကြီးစောအားပုတ်လို့ကိုရေအိုင်တွင်ဆွဲချသွားတယ်ကျွန်တော်ကကြပြကတ်သည်လက်တွဲတနက်ကိုမောင်းတင်လိုက်ပြီးကဲဆက်ကိုပြေးသွားလိုက်တယ်ဟင်စောအားပိုလိုကိုဆွဲချသွားတာမိချောင်းကြီးပါလားစောအားပိုလိုနဲ့မိချောင်းကြီးကလည်းလုံးထွေးနေတော့တယ်ကျွန်တော်ဘယ်လိုလုပ်ရမယ်မသိမိချောင်းနဲ့လူကွာသွားရင်ကောင်းပါလိမ့်မယ်ဟင်လင်းမြင့်လိုက်ပြစ်လိုက်တာပါလားကိုလေးရဲ့လူမှန်သွားရင်ဒုက္ခမဖြစ်ချေဘူးလားသူ့နေစိုးရင်စွာနဲ့ပြောလိုက်တယ်ပြီးရေပြင်ကိုကြည့်လိုက်ပါရင်ဟာမိချောင်းကြီးနဲ့လူလွတ်လွတ်ကငယ်ဖြစ်သွားပြီသူ့ကြောင့်ကျွန်တော်လည်းပြစ်လိုက်တယ်လင်းမြင့်လိုက်လည်းထက်ခါပြစ်လိုက်တယ်မိချောင်းကြီးခန္ဓာကိုယ်ကသူ့ရဲ့ပန်းထွက်လာပြီးပစ်လက်လန်နေတော့တယ်။ကန်ဆက်ကိုကူးခတ်လာတဲ့လမ်းပြကြီးစောအားပုတ်လို့တကြီးစောဆန့်ကြရလမ်းကိုပြီးကမ်းမောက်ဆွဲတင်ပြီးဖတ်တီဘာမှမဖြစ်ဘူးနော်။ကျွန်တော်လည်းဝိုင်းကူဆွဲမလေးဟာကျွန်တော်ကမ်းပေါ်ရောက်လာတဲ့စောအားပုတ်လို့ကြည့်ပြီးထိတ်လန့်သွားတယ်။ဘဲချေတစ်ဖက်မိချောင်းကိုက်ဖြတ်သွားတယ်။ကြောက်စရာကောင်းလာပါလား။ဘယ်လိုလုပ်မိချောင်းကြီးကတောင်ပေါ်ရေအိုင်ကြီးထဲမှာရှိနေပါလိမ့်လင်းမြင့်လိုက်တန်တော်ဖြစ်ပြီးတော့ပြောလာတယ်မြည်ရတက်လာတော့ငမိုးကြီးချောင်းရင်လည်းတက်လာတာပေါ့ဒီခါမြည်ရနဲ့အတူမိချောင်းမှာပါလာပြီးတော့ရေပြန်ကြတော့ပြန်မသွားပဲဒီအိမ်ကြီးထဲမှာကြံနေခဲ့တာနေမှာပေါ့တကြီးစောဆန့်ကြိုင်ပြောတာလည်းဖြစ်နိုင်ပါ යි ထုံမိချောင်းကြီးကကန်ဆက်မှာကန်ဆိုးစွာရောက်လာတဲ့
တရဝါတွေကိုဖမ်းယူစားတောက်ခြင်းဖြစ်ပေလိမ့်မယ်လမ်းပြရေးစောအားပို့လို့တယောက်တော့ဖြင့်ကန်အားလျော့စွာအသက်မသေးခဲ့ပေမယ့်သူ့ရဲ့ခြေထောက်တစ်ဖက်တော့ပေးဆက်လိုက်ရပါတယ်ဟုတ်ကဲ့ပရိသတ်ကြီးရှင်ဇလန်လေးကတော့ဒီညမှာပဲအဆုံးသတ်သွားပါပြီရှင်နောက်နေ့တွေမှာလေကျမတို့ channel ကနေစိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဇလန်တွေနဲ့ကမ်ဘီယာစံကျင်ဇလန်တွေကိုတင်ဆက်ပေးနေမှာဖြစ်လို့စောင့်မျှော်အားပေးနားဆင်ကြပါအောင်ရှင်ဇလန်လေးကိုစုံထိအားပေးနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်တာယာပျော်ရွှင်ဖွယ်နေတဲ့ကလေးတွေပိုင်ဆိုင်ပါစီလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်